on a lap. 1, 2. မေလာပါကျွန်တော်တို့ BNN Kitchen လေးကြိုဆိုပါရစေကျွန်တော်တို့ဒီနေ့ဘာတွေချက်မလဲဆိုတော့အားလုံးပဲကျွန်တော်တို့ Kitchen လေးကိုလိုက်ကြည့်လိုက်ပါအောင်ဒီနေ့တော့ဘာမှမပြောဘူးပေါ့နော်ကျွန်တော်တို့ရဲ့ဗီဒီယိုကြိုက်တယ်ဆိုရင် Like and Share Subscribe လုပ်ပေးပါဦးဗျာအားလုံးပဲကျေးဇူးတင်ပါတယ်ကဲဒါတော့ညစ်ကြီးနော်ကိုရီးယားဟိုးနည်းနည်းဝေးရပါတော့သူအောက်ပိုင်းကအမတယောက်လက်ဆောင်ပေးတာပါဒါဟုတ်ကျွန်တော်ပြုတ်မယ်အေးတောက်မယ်အဖက်လေးကိုငွေကြောင်လေးကိုတံမြာလေးညှစ်ပေါင်းစားလို့ရရင်တော့ကျွန်တော်ပေါင်းဖို့ပေါ့နော်ပေါင်းစားရင်တော့အချိန်မလောက်တော့တဲ့ခါကျကျွန်တော်နောက်တစ်ခေါက်မှပဲပေါင်းပြရအောင်လေဒါတော့ဒီဖရီးပေါ့နော်ကဲဒါတော့တင်ထားတဲ့ပြစ်ကလေးပေါ့နော်အဝိုင်းလေးတွေဒါတော့ကျွန်တော်ဒီနေ့ချစ်မှာဝတ်တနေလန်းကြုံမလို့ပေါ့နော်ဒါပေမဲ့ကျွန်တော်နှက်ထားပြီးသားအသားပြားရည်နည်းနည်းလေးရယ်စားချုံပုံကြားလေးနဲ့ပေါ့နော်နည်းနည်းနှက်ထားပြီးသားအဲ့ဒါကိုမိုးကရွာလို့မနေ့ကမလန်းလဲအောင်ပေါ့နော်အဲ့ဒါကိုဒီနေ့ကျွန်တော်ဘလောရိုက်မဲ့နေလဲဖြစ်တဲ့အတွက်ကျွန်တော်မလန်းတော့ပေါ့နောက်နေ့မှပဲနေလန်းကြော်လို့တယ်မယ်နော်ဒါပေမဲ့ဒီနေ့တော့ကျွန်တော်ပုံရင်းချင်နဲ့ဝတ်သားနဲ့ကိုကြော်လိုက်မယ်နော်စီလေးနည်းနည်းပဲထည့်လိုက်မယ်ဝတ်ကစီရှိရခါကျထွက်လာမယ်နော်ကဲအရင်ဆုံးကျွန်တော်ထည့်လိုက်ပါပြီအိုးဒီကလေးကစိမ့်ဆူနေရောနှုတ်ထွက်နေပဲအဲ့ဒါကိုကျွန်တော်ကစားလေးနည်းနည်းပဲထည့်မယ်ဘာလို့ဆိုတော့သူ့ရဲ့အချိုတက်လေးတိုင်းပဲစားချင်လို့လေအဲ့အဓိကတော့ကျွန်တော်ငပိထောင်းအောင်ငပိထောင်းတံမြာလေးညှစ်ပြီးတော့ဒီညှစ်ပြုတ်လို့စားမယ်ဒီတော့ဝတ်သားလေးတွေစီပြန်ရဲလာတယ်ဆိုရင်ကျွန်တော်ထည့်မှာပါချွတ်တွန်ဒီလေးစိတ်ထိုးချွတ်တွန်ဖြူလေးလည်းတစ်ပိုင်းပိုင်းဒီကောင်ကိုရဲလာပြီးကြော်မှာနော်ကျွန်တော်ပြီးမှမင်းရင်ထည့်မှာပါဒီအားနည်းနည်းမပြင်းတဲ့ခါကြတော့ပေါ့နော်နည်းနည်းကြာတယ်နီယူဒီလည်းနည်းနည်းကြီးလေးကဲအယောင်လေးလည်းစပြောင်းလာရဲလာဆိုရင်တော့ကျွန်တော်ဒါလေးထည့်လိုက်မယ်နော်မင်းကြီးကကိုယ်တိုင်လုပ်ဖြစ်ပါတယ်ကျွန်တော်တော့မဟုတ်ပါဘူးကိုယ်တိုင်ကြီးလုပ်တာပါဟုတ်မေနည်းနည်းပေါ့နော်ကောင်အရင်ညစ်ပလိုက်နော်အများကြီးအရင်ချက်ပါစို့ကဲဝတ်သားလေးရလဲဟိုနှက်ထားကြာတဲ့ခါကျခဏလေးပဲနူးရနော်ညံကဲမင်းကြီးချက်ပြီနော်ဒါရှမ်းလူမျိုးတွေအကြိုက်ဆုံးပေါ့နော်စားဒါကြီးကသူကရှမ်းလဲနေလိုက်တာကချင်လဲဂျင်းပဲခိုးလိုက်တာပဲလာရဲ့တကယ်တော့လေကူသားနေရှင်းလဲဟုတ်တယ်ဂျင်းခိုးလဲဟုတ်တယ်လူမျိုးစုံနဲ့ကဲခဏဥထားလိုက်မယ်နော်ဝါမွေးနေကွာသူအရသာတွေကအခုပါပြီးသားဆိုတော့ကျွန်တော်ထပ်မထည့်တော့ပါဘူးမင်းချန်လည်းငန်တက်ရှိပါတယ်ဒီအသားလည်းနှက်ထားတဲ့အတွက်ရတာထပ်မထည့်တော့ပါဘူးနော်ကဲနည်းနည်းလေးစီပြန်လန်းချမယ်နည်းနည်းပင်လေးအုပ်ပြီးတော့ပေါ့နော်ကဲရပါပြီလောက်ဆိုကျွန်တော်နာမည်ခတ်ပြီးတော့မျိုးကောင်းမများလေးကဲပကံနဲ့ထည့်မယ်နော်ရပါပြီဗျာကဲပိတ်နားထည့်မယ်
ဝတ်သားမုံညင်းကြော်လေးရမုံညင်းချင်ကြော်လေးရရှယ်ပဲကွာ โอ้မွေးနေရပဲခွန်လန်ကြီး ခက်လိုက်စီလေးစစ်ကြံကြနောက်တစ်ပတ်တော့နေပူမှာပါနော်ကိုပိုင်ဝက်နေလန်းကြော် ဝတ်တနေလန်းကြော် ဒါလမ်းလို့လောက်ထားဗျာမိုးရတယ် တဲဖြတ်တယ်မိုး ဘလို့ဖြစ်တယ်မိုးဗျာကဲရပါပြီဒီပုံမှာမင်းကြီးအုပ်ပိုင်ဘေးတုတ်လိုက်နော် အေးရာ ကဲဒါတော့ပဲလုံးဒီစိမ်းပေါ့နော်ယာဒီပေါ်လေးဒီယာဒီຫນွေဦးလေးပဲစားရတာတခြားချိန်တော့မရဘူးပေါ့နော်ကြော်စားပါပါညီမပြည်ဆိုရင်တော့ဆောင်းပေါ်တော့ဆောင်းရီပေါ်တော့နော်ဒီမှာတော့ຫນွေဦးမပေါ်စတော့ပဲစိမ်းပေါ့နော်စီလေးထည့်မယ်စီလေးထည့်ပြီးတော့ညီလေးထည့်ဖြူလေးတစ်ပြားရိုက်ထည့်မယ်ကဲဒါလေးတော့ချက်တော်လေးညှိုးလာရင်ချက်လေးညှိုးလာရင်ဖြင်းရင်လေးထည့်ပါပါကြက်လိုက်နော်အရောင်လေးနည်းနည်းညှိုးလာပြီဆိုတော့နော်အရင်ကြီးလေးအရောင်လောင်ပြီးတော့မကြော်တော့ပါဘူးညှိုးလိုက်ရင်ဖြင်းရင်လေးထည့်မယ်စိတ်မုတ်ထည့်နော်အရောင်လေးမုတ်ဆုံးစနွေဒီမွေးကဲနည်းနည်းလေးကြည်တော့အုပ်ထားလိုက်မယ်နော်ခဏကဲအဲ့နည်းနည်းတော့နုံတော့ပြီပေါ့နော်အဲ့ဆိုရင်ကျွန်တော်ဖေးလုံးကြီးလေးထည့်နော်ငငယ်ဆိုဒီအရန်ကြိုက်တာအဲ့ဒီဖေးလုံးကြီးအကျော်နဲ့အမင်းနဲ့နေပြီးတော့စားအမေလေးဒီကမဲလေးနဲ့စားလို့ရတယ်ကြိုက်တယ်စားကောင်းတယ်နော်ကဲခဏပွက်တော့အောင်ဟုတ်လည်းမပြင်းကြီးထည့်မယ်နော်အဲ့ဒီပွက်လာပြီဆိုတော့ရတာခါမယ်ခါနော်ချုံမောသုံးခွဲစတာမောခွဲလောက်တော့စီပြန်ပြီးထားလိုက်ပါနော်ဒီပြန်လို့ရတော့ခဏလေးကြာကဲဦးထားလိုက်မယ်အိုးလေးချက်လက်ချက်နော်ရပါပြီဒီပိတ်ပါပြီတော်တော်very ချက်လေးရပါပြီဝိတ်ကြိုင်နေရဟုတ်ကဲ့လေရပါပြီကဲမြပြုတ်လဲလူပါပြီလို့ဆိုရင်ညကျွန်တော်ချမှာပါအောင်ထဲထဲမှာစားလေးထဲအဲ့ဘောရန်ချူနေပြီနော်နာမည်ကသူ့ရဲ့ညီရဲ့ဘာဝချူရထွက်တဲ့ကြီးကတော့ချူနော်ကဲချောင်းလေးကျွန်တော်ထည့်မယ်အဲ့ဒါကိုအဖက်ကိုကျွန်တော်တို့ပြီးတော့လို့ရဆိုစားဒီလေးကိုတောက်လို့ရတယ်။တောင်ပေါ်မှာတိုင်းရင်းသားတွေလိုပဲတောက်နော်။ဒီကတော့လည်းတိုင်းရင်းသားလို့လေ။နောက်ပိုင်းအဲ့မှာတိုင်းရင်းသားလေ တောင်ပေါ်မြေမှာစေဝင်မြောက်ပန်းရှိပေမဲ့တန်ကိုရီးယားမှာတော့ဒီကိုအရေးတောက်လို့ရတယ်ဆိုလည်းရကျွန်တော်ထားနေပါဆိုတော့ဗျာဟောင်းနေအောင်လို့ ။ချွတ်တော့ကျွန်တော်တို့ချက်ပဲပိုင်ကြီးရစားပဲပေါ့ အဲ့တော့ငါပြောနေတယ်ထဲတဲ့လူအထက်တာ စားလို့မရှိရင်လည်းမချစ်ချင်ဘူးဗျ ထဲတဲ့လူ အဲ့လိုအားရပါရ
အားရပါရစားပြီးမှ ချက်တဲ့လူကလည်းရိုးမဟုတ်ဘူးကျင်ကားပဲ5 star ဗျ5 star လူငယ်တဲ့9နှစ်ကမြန်မာနိုင်ငံမှာ5 star မှာလုံးခဲ့တာ ပကံစေးရ ဆိုင်မှာဆိုရင်ခေါက်သေးရတဲ့ဘွဲဆိုရင်2မိနစ်ဟမ်ဟုတ်လား ကဲဒါတော့ငါပြစ်ခဲ့ဟုတ်ပါအဲ့တော့မိဖို့မကောင်းတော့နော်မိဖို့နည်းနည်းပြင်အောင် ပြီးဖို့လဲတော့မယ် ကဲဒီငါပြစ်ငါထောင်းလေးကိုချုံမလေးထဲမယ်ကဲဒါတော့ငါပြစ်ထောင်းရပြီအမလေးညင်မယ်အဲ့တော့ငါပြင်းထောင်းပေါ့နော်ငါပြင်းထောင်းချင်းဆက်ကဲဝင်ပြီကဲရပါပြီဗျာဒါလေးကိုလိုက်မနော်ဒီကညိုလေးလည်းလက်ဆောင်ရထားနော်ဒါခုနမြင့်နေတယ်ပေါ့နော်အမတယောက်ပါပြီးတော့ဝေးဒီဟိုဝေးရနေပါပြီဒီဟာလေးကိုငါပြီးနေတို့စားပြုတ်ပြီးတော့ဟိုမဆန်တော့ဘူး အားလုံးပဲအခုဆိုရင်ကျွန်တော်ချက်လို့ရလို့ပြီးပြီပေါ့နော်ဒီနေ့ကတော့တကယ်ချင်း3ယောက်ပဲရှိပြီပေါ့နော်အဲ့ဒီအမတယောက်လည်းရှိပါတယ်ခဏကြာလာပါလိမ့်မယ် လာလေးရမှာလာစားလိုက် ကျန်တဲ့တကယ်ချင်းကတော့အဆန်းကိုသွားပြီးတော့ဘဲရင်သွားဆွဲပါတယ်ဒီနေ့ကကျွန်တော်တို့ပဲရှိပြီပေါ့နော်ကျွန်တော်တို့ဆွဲပါမယ်လိုက်ရှိကြပါဦးဗျာလိုက်ရဲ့ကင်မရာမန်ဆိုတော့ လူတော့အဲ့တော့စားတော့ဗျာနည်းနည်း အားတော့လားအားလို့ ညစား ဘယ်နဲ့ပြောအားပါတော့ အဲ့ဆိုတော့ very ကြော် စလိုပဲကြော် 面这啥？ ရတယ်မှာ မခက်ရန်ကောက်တော့အီးနေရောလိုက် ဘိုးအေးနေ မလေးနဲ့လက်နဲ့အားပါဆွဲ 还有呢？ စားကျွန်တော်ပဲရှိရဒီမြက်ကောင်းတယ် ရဘောမင်း မုန်ကြီးချင်း ဘောမင်းချင်း ရှမ်းကြော်အမအဖိုင်မဟီရောအေးမကူလဲ ကျတော့မဘာရကြီး ရောမခက်ပြုတ်လိုက်မာရာမြစ်ပြုတ် ဟုတ်ရန်ကောင်းမှာဘူး အလိနာစားစား တမှုဒေတာသားသား ဒီကစားစားတော့မဟုတ်ပါဘူးဗျာဒါတိုင်းလားအဲ့လိုပဲစားဆိုတော့ဒီစားကောင်းနဲ့နေပြီးနဲ့စားနဲ့ကြိတ်ပြီးတော့လေကဲအရေးတော့ရပါတော့ဘာဝရတာဘာဝရတာအဲ့တော့အသက်ရှည်ရရန်တို့ဆောင်ကဘိုးကြီးဖွားကြီးစီမစားဘူးစီမစားဘူးချုံမစားဘူး ရရရှာပါကညိုကိုနိုင်ရတော့ပဲရှာလာတယ်လို့ဒီ လက်ဆောင်ပေးတာအမပေးတာပြီးတော့ 那在你吗？ မာသာအဲ့ပဲ အေးကဲမကညိုခေတော့အရေးလေးတော့လို့ရကောင်းချုံနေငယ်ရ ဘာဖြစ်တော့မှလုံးဝအမိုင်း 啊。我过来。 ကညိုကရဲစေးကြီးတယ်ကိုကြီးရမှာ ဟုတ်လေအေးကြီးခေါ်လိုက်ပါမ 来爸爸。 အဲ့ဒီဝါ 爸爸。 ဟုတ်တယ်မြတ်ချိုးလို့ ချိုးနေရပဲ 看一下。咔咔咔。 ကိုနိုင်တကယ်ဝါအတိုင်းပဲနော်အရေးတယ်
ကျွန်တော်ပေါင်းကျွေးမယ်တော့ဟုတ်မှာမြေကိုအကောင်းဆုံးအစားပြုတ်ပြီးတော့ကျွန်တော် ညီကောဘယ်လိုရှယ်ပဲနေနေရအောင် တီးတင်လိုက်တာအမလက်ဆောင်ပေးရညာပဲ တော့ဘယ်မှာဒီအများကြီးပါလဲဘယ်ဒီမှာမြန်မာနိုင်ငံတော့ရှားတယ်ကျွန်တော်ဘယ်လိုရမ်းရှား ညာပဲဆက်လို့ရတယ် ထိုင်းတယ်မှာဆိုရင်12ခုတော့ပဲပါတယ် ကိုရီးယားဆိုင်လေးတူပဲငါ့ကိုထောက်ပြရနော်ပဲဘောကောင်းမှာပဲ မပြီးတော့မထင်အောင်အရင်ခေါ် မပြင်းမပြီးတော့လိုင်းမပူတာ ညပြီးတော့လည်းကညွန့်နေဒီနေ့ပွဲရပြီးပြီးတော့ပြင်လိုက်ညတော့စိတ်နေအဲ့မောင်ရောင်မေးလို့ပြောမယ်အားနာတယ်ကွာဒါကပြီးရတယ် ပြီးရတယ်ဘာမှအဲ့လိုမပါဘူးနော်ရင်းကောက်လို့ကျွတ်ကျွေးလေညည့်ရဲ့你呀，你以前来你来说说，你也不问你。 ဒီနေ့လက်ရှိတဲ့လူတွေကတော့ပြီးတော့ရတာပေါ့နော်ဟိုမှာသားနေရလူတွေဒီပြီးတော့ရတယ်ကျွန်တော်ကြီးလက်ရှိကျွန်တော်တို့လည်းပဲအလုပ်လက်ရှိတဲ့တင်တန်းနဲ့ရှိတော့ဒီဘက်မှာတော့ထင်းချက်တယ်လူစားရပါတော့အမှန်တော့အဲ့ဒီပါ မထက်တော့နော် ဒါကိုယ်လည်းမသိတော့ဝါပဲနော် အော်ဝါပါဆိုမှ ွားလေ ဟိုလိုပေါ်မှာမြင့်တယ်လူတွေနဲ့ မရှီလို့သူကထိတ်ထူးမောလူရင်းနေတယ် ဘဘိုးမဟုတ်ဘူးလေဘဘိုးမဟုတ် တို့တော့လည်းတပင်ဝါမြင့်ခုံမှာဝန်နဲ့ခုံလာမျိုး အာ တပင်နိုင်လေးပေါက်တာကြီးတင်းတိုင်းအိုင်မှာမြင်ဘူးလေမလားဝါတော့ကြီးအဲ့လိုပါ တင်းဝါဟုတ်ပါ ဝန်နဲ့ခုံမှာဝါကြီးပဲ တောင်းတော့ ကျွန်တော်တို့ဘက်ကဘိုးဝါးကြီးရတယ်အယုံနဲ့ပေါက်တာအယုံလိုက်ကြီးပေါက်တာဒါပေမဲ့သူတို့ကတပင်တိုင်းပေါက်တပင်တိုင်း လိုက်တွင်းတဲ့ဝင်းကလေးလုံးအောင်လဲတာအများကြီးတော့တာ ညံသားတော့ဝိတ်ချော် ဝေးချောလာလို့စီပြန်တဲ့မရှိဘူးနော်เรียบร้อย
你要龙啊，写三个。本来也没多少，本来有多少来了，我都在啊。比如写多少个路？ အဲ့မင်းတလက်စားနဲ့ပိတ်လိုက်တော့ အဲအားလုံးကျွန်တော်တို့ဒီနေ့ငယ်ကြီးရလည်းအများကြီးရှိတော့ဒီထပ်ပြီးဆက်ပြီးဆွဲလိုက်ပါမှာနော်အားလုံးပဲနောက်တစ်ပတ်ကျရင်ပြန်တွေ့ပါမယ်အတာဘလိုက်နောက်ကနေ online ပါအောင် အညောင်း 안녕. 안녕. 안녕.